ဒီနေရာလေးကိုလာတာသဘောကျလားပေါ်ကြပါတယ်အရင်ပြောပါတယ်ဒီကိုလာလားပျော်လားယင်ပျော်ပါတယ်ဒီကိုလာတာပျော်လားပျော်ပါတယ် Okay အဲ့ဆိုရင်သွားကြမယ် Let's go ကဲခုဆိုလို့ရှိရင်ဘူးလေresort hotel ပေါ့နော်ရောက်ပါပြီကဲအဲ့ဆိုရင်အေးဆုံးအနားယူမဲ့နေရာကိုအရင်သွားမှာပါဒါကတော့ကိုပိုင်တို့အနားယူမဲ့ဘန်ဂလိုအကြီးဖြစ်ပါတယ်သူကအယောက်20 30လောက်ကိုအေးစစ်စစ်ကြကြဝန်းနဲ့နားလို့ရတယ်ကဲအခုဆိုလို့ရှိရင်ကိုပိုင်တို့အနားယူမဲ့ဘန်ဂလိုကြီးကိုရောက်ပြီပေါ့နော်ဒီဘန်ဂလိုကကြတော့သူကအနည်းဆုံးလူအယောက်20 30လောက်ထိကိုဒီကြကြဝန်းနဲ့ကိုလုံးဝနားလို့ရတယ်ကဲအဲ့ဆိုရင်အခန်းလေးတွေကိုလိုက်ကြည့်ရအောင်တကယ်အကျယ်ကြီးရဲ့ဒီလားအဲ့လောက်ထိကျယ်မယ်လို့မထင်တာဘူးနောက်ပြီးဒီမှာ kitchen လေးလည်းပါတယ် kitchen လေးလည်းပါ kitchen လေးတောင်မဟုတ် kitchen ကြီးပေါ့နော် kitchen ကြီးလည်းပါတယ်ဟောဒီမှာ coffee ဖြော်တောက်ဖို့တော့ခွက်ကလေးတွေနောက်အိုးလေးတွေနောက်ပိုင်းဘေးစင်တွေကလည်း3ခုတောင်ပါအကျယ်ကြီးတွေပဲတကယ်မသိရင်လေဟိုမေမျိုးကဟိုဘယ်လိုကိုလိုနီယယ်ဘေးဒင်ပေါ့နော်အဲ့လိုရောက်သွားလို့မျိုးတကယ်ခံစားရတယ်ပထမဆုံးဒီအခန်းလေးတစ်ခန်းကိုအရင်ဝင်ကြည့်မယ်နော်ဒီခန်းလေးမိုက်တယ်ဝင်လိုက်ဒီခန်းလေးမိုက်တယ်တကယ်မမီမိုက်တယ်အိုးမိုက်လိုက်တာအခန်းကြီးကလည်းကျယ်တယ်နောက်ဖက်လို့ရှိရင်ဂရင်ကလည်းလုံးဝမိုက်တယ်နော်ဒါကျွန်းဂရင်ကြီးနောက်ဖက်ရင်ဒီမှာအနားကြီးလို့ရတယ်ခုံလေးတွေလည်းရှိတယ်တတရာပဲဒီမှာလေးစောက်လေးအဲ့လိုမျိုးလေးဖတ်ပြီးတော့လေအနားယူမယ်ဆိုလို့ရှိရင်အရန်မိုက်တယ်အဲ့ဆိုရင်ဒီခန်းလေးလည်းကြည့်လိုက်မယ်တွိုင်းလက်နဲ့ရေချိုးခန်းကလည်းအကျယ်ကြီးပဲမိုက်တယ်ဒါကကြတော့ဒါက changing room လေးဒီမှာဝယ်စားရင်လည်းလဲလို့ရတယ်ကျယ်ကြီးပဲတကယ်လှတယ်နော်အဲ့ဆိုရင်အပြင်ဘက်မှာလည်း veranda လေးတစ်ခုရှိသေးတယ်အဲ့ veranda လေးကိုလည်းတစ်ချက်သွားပြီးတော့ကြည့်အောင်မယ်နော်ရှုခင်းလေးရတယ်တကယ်ကိုလှတာမိုက်တယ်မသိလေပြင်းဝင်နေရောက်နေတဲ့အတိုင်းပဲပြင်းဝင်နေအောင်သွားစရာမလိုဒီမှာလာပြီးတော့ relax လုပ်ရင်တော့မှဒါရန်ကုန်ကနေလည်းတိတ်အဝေးလဲသွားစရာလည်းမလိုဘူးနီးနားနဲ့တကယ်ပြင်းနေမှာနေရတဲ့ vibes လေးကိုရတယ်ထိုင်ကုန်လေးတွေကလည်းမှအရန်မိုက်တာပဲရှုခင်းရလည်းရန်လှအမဒီနေရာလေးကိုလာတာသဘောကျလားပေါ်ကြပါတယ်အရင်ပြောပါတယ်ဟုတ်သူ့ကိုရောက်တာလေတကယ်ပြင်းလင်ကိုရောက်လာတဲ့ vibe လေးရတယ်နော်ဟုတ်တယ်သားနောက်ပိုင်း तू ကလေရိုးမြေပြန်းမဟုတ်ဘဲနဲ့ဥယျာဉ်ပုံစံမျိုးမှာတောင်ကုန်းလေးတွေရဲ့နောက်တစ်ခါကျတော့ဒီဘန်ဂလိုလေးတွေကကျတော့တောင်ကုန်းလေးတော်တော်လှတော့မြက်ခင်းလေးနဲ့ပန်းပင်လေးနောက်တစ်ခါကျတော့လေဒီအားကျတော့လေ तू ကအဟိုးအရင်အင်္ဂလိပ်ခေတ်ကဟိုအစာဦးလိုပုံစံမျိုးစောက်ထားတော့လုံးဝမိုက်တယ် Asian sense ကြနော်အဲ့လိုမျိုးလေးနော်ခံစားရတယ်နော်ဒီမှာလဲနားနေစရာအေကန်ကအကျဲကြီးပဲကဲအဲ့ဆိုရင်အခန်းနားနေတဲ့အခန်းလေးကြည့်ပြီးသွားပြီဆိုလို့ရှိရင်အခုအလှမပြတ်တော့အကုန်လုံး group photo ရိုက်မှာဖြစ်ပါတယ်တတာမောင်ဒီကိုလာပျော်လာရင်ပျော်ပါတယ်ပြောပါတယ်ပျော်ပါတယ်ကဲအဲ့ဆိုရင် group photo ရိုက်ဖို့သွားပါမယ်ဒီကိုလာတာတကယ်စိတ်ချမ်းလဲတာတယ်ရှိသမျှအမောပန်းတွေပေါ့အမောတွေပါတကယ်ပြေသွားခဲ့ပေါ့နော်အခုကတော့ game ဆော့ဖို့စုဝေးနေကြတာပေါ့နော် game ဆော့ကြတော့မယ်ကိုပိုင်ကတော့ဝင်မဆော့တော့ဘူးဘာလဲဆိုတော့ vlog ရိုက်ဖို့လည်းရှိတာရဲ့ဒီမှာအဖွဲလိုက်တွေဆော့တဲ့ဟာကိုလည်း record ယူရမှာဆိုတော့ဝင်မဆော့တော့ကဲအဲ့ဆို game တွေဘယ်လိုဆော့မလဲဆိုတာကိုတူတူကြည့်အောင်ကိုတင်းသားလေးကတယောက်ကအဲ့ဒီကိုညလုံးကိုစီးဘယ်လိုမရနဲ့တဲရှောက်ရှောက်တဲပဲရှောက်တဲပဲရှောက်Left, right, right. ကဲအခုကတော့ game ဆော့လုပ်ပြီးသွားပြီပေါ့နော် game ဆော့လုပ်ပြီးသွားပြီဆိုတော့ဒီချိန်ကကြတော့နေ့လေ12နာရီလဲကြော်ပြီဆိုတော့ lunch စားမဲ့အချိန်ဖြစ်သွားပြီပေါ့နော်ကဲအဲ့တော့ lunch မှာဘာတွေပါလဲဆိုတာကြည့်လိုက်ရအောင်ဒါကတော့ရီးကန်ဒီနားမှာ lunch စားတဲ့နေရာလေးပေါ့နော် dining room လေးရှိပါတယ်
င်တို့အဖွဲတွေကလူတွေနဲ့တော်တော်များနေတာသူတို့ပြီးမှပဲအေးစစ်စစ်ဘာဟင်းနေလဲကြည့်မယ်အခုကအဖွဲကလူကအများများနေတော့သမင်းစားဖို့တော့ကိုတန်းစီနေရတာအခုဒီလူတိုင်းရရှယ်ကြီးပဲစောင့်အောင်ဒီလူတွေအကုန်လုံးစောင့်ရအောင်ဘိုက်ကစားနေတယ်ဒါတော့နေ့လေစားအာလူရယ်ငါးရယ်ကြက်သားရယ်အရွက်စုံရယ်နောက်တစ်ခါကျတော့ဒါအတုံ2မျိုးကမြင်းခွာရက်သုံးတယ်မြင်းခွာရက်သုံးတယ်နာမည်လေးကပါရင်းကြီးသုံးလားကျက်နေရတော့ကျက်နေရတော့ဒါကျတော့ဘူးသေးဟင်းကချိုရည်လေးရယ်ရေးတတ်ရယ်ပေါ့နော်ဒါတော့နေ့လေစားလေးဖြစ်ပါတယ်ကဲရဆိုလို့ရှိရင်ထမင်းစားလို့လည်းပြီးသွားပြီအဲ့တော့နေတဲ့အဆောင်မှာအနားယူမဲ့အဆောင်လေးကိုသွားမယ်ဟေးစဖီရိုက်ကြရနော် ဟုတ်ကဲ့ ကဲနှုတ်ဆက်လိုက်ပါဟုတ်ဒါတော့ကိုပိုက်ရဲ့ညီမလေးတွေပါချစ်ခင်ရတဲ့ညီမလေးတွေပါဒီလိုလားပြောလား ပြောပါတယ် Okay အဲ့ဒါဆိုရင်သွားကြမယ် let's go let's အခုက3နာရီထိုးတော့မယ်ပေါ့နော်3နာရီထိုးခါနီးမှာဒီမှာကဘာကျွေးသေးလဲဆိုရင်ဘူးသီးကြော်ရဲ့လက်ဖက်တုပ်ရဲ့ရင်းနှီးချမ်းရဲ့အဲ့ဒါထက်ကျွေးသေးရပေါ့နော်တချို့တွေကြတော့လဲရေတွေကူးကြတယ်ဒါပေမဲ့ကိုပိုင်းကျတော့နည်းနည်းကလိုရင်းကိုနည်းနည်းကြောက်တော့ရေမကူးရဲ့အဲ့တော့ဘူးသီးကြော်နဲ့ရင်းနှီးချမ်းရဲ့လက်ဖက်တုပ်ရဲ့စားမှာဖြစ်ပါတယ်ဒါကဘူးတီကျော်ဒါကလက်ဖက်တုပ် ဘူးတိကျော်လေးပဲရှိဘူးတိကျော်တမျိုးလေ ဂျင်းလေးချမ်းလေးနဲ့တောက်မယ် ဒါပြီနေ့လေကိုလည်းလက်ဖက်တုံးနဲ့အကျော်နဲ့ကျွေးသေးတယ်နော် ကျွန်တော်ကောင်းတယ်ပါမယ် သူက နောက်ဆိုလေပြုံးနေနေပါရောလို့အဝေးတောင်သွားစရာမလိုဘူးနီးနနာပကုံးနားမှာတယ်ဆိုတော့တို့ရန်ကုန်ကနေလာရင်လည်းတော်တော်အဆင်ပြေရနော်မလေး အရန်ဆင်ပြေတယ်နော်relax ဖြစ်တယ်နော်တာရတယ်နေကအကျယ်ကြီးဆိုတော့ဟိုတာရရှိရနော်စိတ်ကြိုက်လဲလို့ရတယ်တာကုန်လေး ကျန်တဲ့ရှေ့တစ်ပတ်ကဆိုရင်လေအလုပ်တွေရှုပ်ပြီးတော့စိတ်ပစ္စည်းမှုတွေများဒါပေမဲ့ဒီနေ့ဒီကိုလာလိုက်တာတော်တော်လေးကိုလေ relax ဖြစ်တယ်နော် မမီဆိုနေမကောင်းလေခုဒီမှာနည်းနည်းတော်လမ်းသွားတယ်သိလားလာတော့ကနေတော့မတူတော့နော် ညနေ9နာရီလဲထိုးတော့မယ်မပြန်ခင်လေးမှာဒီနေ့လဲနည်းနည်းကြာလာပြီဆိုတော့ဒီဟိုတယ်ဝင်းထဲမှာ resort အထဲမှာနည်းနည်းလေးဟိုလျှောက်တိလျှောက်လေးရှောက်ကြည့်နေဒီ resort ထဲမှာပေါ့နော်အရန်လှပြီးတော့အရန်ကြိုက်တဲ့အိမ်လေးတစ်လုံးရှိရပြမယ်နော်ဒီအိမ်လေးပါဒီအိမ်ရဲ့ဒီဟွာပေါ့နော်နေရန်လေးတွေမှာအပင်လေးတွေကတွေ့တက်နေတယ်နောက်ပြီးတော့ဒီရှေ့ကဘယ်ကူနီလေးတွေကလည်းအရန်ချက်ဖို့ကောင်းတာပဲရိုင်းကြည့်ုံနေတယ်လေတော်တော်လေးကိုစိတ်ချမ်းသာတဲ့သဘောလေးအရန်ကြရပါနော်ဒီဘန်ဂလိုလေးဆိုလို့ရှိရင်သူကနှစ်ထပ်ဘန်ဂလိုလေးပြီးသွားလို့ရှိရင်ဘက်ဒေါင်နာလေးမှာကအကင်ပြီးဖို့လေးလည်းပါတယ်အဲ့တော့ကိုအိမ်မှာအသားတွေနှက်လာခဲ့ပြီးသွားလို့ရှိရင်ဒီရောက်လို့ရှိရင်အကင်လေးတွေကင်စားပါတော့သူကကျတော့မီးဖို့အတွက်ဒီဖို့ပေါ့နော်အကင်ဖို့အတွက်ကိုတော့ extra charges လေးရှိပါတယ်တယောက်ကို3သိန်းကြတဲ့နဲ့ဒီ package မှာဘာတွေပါလဲဆိုလို့ရှိရင်မနက်9:00နာရီကနေညနေ9:00နာရီအတွင်းမှာနေ့လယ်စာအနေနဲ့ buffet ကျွေးပြီးတော့ညနေဆောင်မှာတော့လက်ဖက်တုပ်နဲ့ဘူးတီကျော်လေးရယ်တက်ခဲအခန်းနဲ့နောက်တစ်ခုကနားနေဖို့အတွက်ဒီဘန်ဂလိုလေးပါပါတယ်เนาะတကယ်ကိုတန်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ညနေ9:00နာရီလဲထိုးတော့မှာဖြစ်လို့ကိုပိုင်တို့ရန်ကုန်ပြန်ရတော့မယ်ပေါ့နော်အခုဒီ resort ဆဲမှာရှိတဲ့နေရာတော်တော်များများကိုလည်းဒါဟိုကိုပိုင်ပြပေးပြီးသွားပြီပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ပြန်လိုက်ပါအောင်မယ်တတာ